ကျွန်တော်တော်လုံးလုံးတက်လုံးလုံးပညာဒနာလောက်တာမဟုတ်ပါဘူးအတန်တကယ်လို့မှားခဲ့တယ်ဆိုရင်ခွင့်လွှတ်ပေးဖို့ကြိုတင်ပြီးတော့တောင်းပန်အပ်ပါတယ် သုံးမိနစ်မှာပါဗျာကျွန်တော်နာမည်ကတော့ရေသူရင်ဆွေဖြစ်ပါတယ်ကျွန်တော်က Western Education ရဲ့ founder လေးဖြစ်ပါတယ်เนาะကျွန်တော်သင်တန်းမှာဆိုရင်အင်္ဂလိပ်စာဂျပန်စာပြင်သစ်စာပါเนาะ online ရော offline ရောသင်ကြားလေးရရှိပါတယ် Okay ဒီနေ့ကတော့ခန်းကြီး master ရဲ့ကျွန်တော်တို့အခန်းပေါ့နော်အခန်း1ကျွန်တော်တို့စက်လုံးနံပါတ်8ကိုကျွန်တော်တို့သွားပါပေါ့နော်ခန်းကြီး master new version ပေါ့နော် new version ကိုအတူ new version ရဲ့ကျွန်တော်တို့ကနံပါတ်8လုံးမြောက်ကိုသွားပါမယ်ဟုတ်ပြီနံပါတ်8လုံးမြောက်နံပါတ်8လုံးမြောက်ကဆိုရင်ကျွန်တော်တို့ကအပိုင်းလေး2ပိုင်းပါပါတယ်ပထမဆုံးတစ်ပိုင်းကရေးဆိုတဲ့အပိုင်းပါပါတယ်ရေးပါမယ်နောက်တစ်ခုကကျတော့နောက်မှာကျွန်တော်တို့ရှားဆိုတဲ့ကျွန်တော်တို့ခန်းကြီးလေးတစ်ပိုင်းပါပါတယ်ရှားရဲ့ရေးရဲ့ပါတယ်ပေါ့နော်ရှားရဲ့ရေးရဲ့ဆိုပါပါတယ်အဲ့တော့ကျွန်တော်တို့ကအလွယ်ပေါ့နော်သူ့ကိုအလွယ်မှတ်မယ်ဆိုရင်ရေကရှားရီလိုပဲရေကရှားရီလိုပဲတက်ကြွသည်ဆိုတဲ့ဟာအတိုင်းပဲကျွန်တော်တို့မှတ်ထားမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်သူ့ရဲ့လုံးလွဲလေးတွေကြည့်ရအောင်စိတ်ကစနေထိုင်မှုဘဝစိတ်ကစဟိနေထိုင်မှုဇရိတ်ကပါစတွက်လက်ဖြက်လက်တော့ရှောခုစေဤကစနေထိုင်စားတောက်ခြင်းခခိတဝင်လှုပ်ရှားခြင်းခဆဒိုလှုပ်ရှားမှုအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာကျွန်တော် channel လေးကို like and subscribe လေးလည်းလုပ်ပေးသွားပါအောင်နောက်နေ့မှတွေ့မယ်